Hello ဘဝိုက်တာပါလားရှင်ကျမတို့ရက်ွက်ထဲမှာလေကြောရောင်းတော့ခံမရှိတဲ့အဖွားကိုကြီးတယောက်ရှိလို့လာခေါ်ပေးလို့ရမလားရှင်ဟုတ်တယ်အိုရာမလေးတော်ကိုအိုသားနေတာအဲ့ဒါတောင်လေသူ့ကိုသူရက်ွက်ထဲမှာအပြိုလေးထင်ပြီးလန်းနဲ့နူးဘွားမလေးတောင်းရောင်ဆောင်တော့ကြီးပဲကြားဘူးတယ်သူ့ကြမှာလေမြင်းရောင်ဆောင်တော့အဖွားကြီးဖြစ်နေတာရှင်ဟဲ့ဟာလေနင်မစိုးပြောမမဘဝိုက်တာဆက်နေဘာဖြစ်လို့လဲအောင်ဟာနင်ငါ့ကိုစောင်းပြောနေဆိုတာငါသိရနော်ဒီမှာလိန်လို့ရှင်လေဘဝအဆက်ဆက်လင်မရပါစေနဲ့လို့ချိန်ရဲလားအမလေးဘဝမှာလေငါအဲ့ချိန်တာကိုအကြက်ဆုံးပဲဟုတ်တယ်သမီးကအဖွားကိုပြောတာမြည်အောင်ဆောင်တော့အဖွားကြီးရဲ့အောင်မငုံမြောက်ဖွားရဲ့ဟဲ့ဒီမှာငါလေအသက်ကလေးတာမစိုးတော့လေနည်းနည်းလေးကြီးသွားတာကြံတာကတော့လေအပြိုအဆက်အတိုင်းပဲအမလေးနေရလေစိတ်ရုံနေစစ်တာနှုတ်ကလေအပြိုတိုင်းနဲ့စစ်တာဖောင်းကနေပေါက်ထွက်တာဟဲ့ပေါက်ထွက်အောင်မကလို့ဘာဖြစ်နေငါကတော့လေရက်ကွက်ထဲမှာအပြိုစင်းဝင်နံပါတ်1ပဲနင်းလို့လေဂရုံးကင်နဲ့အမောက်ထောင်ကျင်တာမဟုတ်ဘူးဘယ်နဲ့ဟဲ့ဒီစင်နဲ့ဒီစင်ရေခဲကိုလိုချင်တဲ့လားဒီမှာစတိုးစာရေခဲတော့မရမယ်လူစစ်ရေခဲတော့မရစီအောင်ဒီတစ်သက်လုံးရဖို့မစင်စားနဲ့အဲ့လူသားရေခဲဆိုတာလေငါနဲ့ရေဆက်စုံမှုဝေးဖွာလာတဲ့လူသားလေးအမလေးစဉ်းစားလေဆူတောင်းကိုရေခဲရလေနင့်လိုလေအိုဖေးအိုလစ်ကိုယူမလားဟဲ့ဘာလဲအိုဖေးအိုလစ်ကအိုကြီးအိုမကိုပြောတာနေယုံနေရေနေအရက်အမောင်းနေအသက်အရွယ်နဲ့ဆိုဂျပန်သွားပြီပကံသွားစေဟေးပါပကံစေးရမှာနင်းငါနဲ့ရေခဲနဲ့ညားလို့စားရပြီးသားပကံတို့နင်းစေးရမှာအမလေးဘူးတို့မအမလေးနှုတ်သီးကောင်းရှာပါနဲ့ငါ့ကိုကတ်သွားသေးတယ်နော်အမလေး